အားလုံးပဲမင်္ဂလာပါရှင်။ဂန်းကော်ကပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာဆရာကြီးမောင်ခင်မြင့်တနည်းပြရေးတဲ့ခေတ်နဲ့အညီလိုရင်းတူရှင်3ဆိုတဲ့ဆောင်းပါးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါရှင်။တငယ်ချင်းရေလိုရင်းတူရှင်အကြောင်းဆွေးနွေးရင်ငါတခုစဉ်းစားမိတယ်။ဘာပါလဲတချို့စာတွေကတိုင်းတိုင်းဝိုင်းဝိုင်းဝဝဆဆရေးထားတာမို့လိုရင်းတူရှင်မဟုတ်ပေမဲ့ဖတ်ချင်စပွဲဖြစ်ပြီးသဘောကျစရာကောင်းတာမင်းနဲ့တည်သားပဲ။အဲ့ဒီစာမျိုးကိုမကောင်းဘူးလို့ပြောဖို့အခက်သားနော်။အော်တငယ်ချင်းကလည်းအခုတို့ဆွေးနွေးနေတာကအချိန်တူတူအတွင်များများသိအောင်ကြိုးစားနေရတဲ့ဒီခေတ်မှာလိုရင်းတူရှင်ရေးမှခေတ်နဲ့စီလီယော်မဲဆိုတာကိုဆွေးနွေးနေကြတာလေဟုတ်ပါတယ်ပြီးတော့သိစရာမှတ်စရာပေးတဲ့သုတစာပေအရေးသားမျိုးကိုအဓိကဆိုလိုတာလေရတ္တစာပေအရေးသားကတော့မင်းပြောသလိုဖတ်ချင်စပွဲဖြစ်အောင်ဖွယ်ဖွယ်နွဲ့နွဲ့တိုင်တိုင်ဝိုင်းဝိုင်းရေးဖို့လိုတာပေါ့ဖျားရှင်ကိုကြည်ညိုစိတ်ထက်သန်လာအောင်ဖျားရှင်ရဲ့ဂုဏ်တော်ကိုခန်းခန်းနားနားဖွဲ့တဲ့စာမျိုးတွေကအစဖတ်တဲ့သူရဲ့စိတ်မှာနှစ်သက်ကြည်နူးလာအောင်ဖွဲ့တဲ့စာတွေအားလုံးစာကောင်းပေကောင်းတွေပဲမဟုတ်လားအဲ့ဒီစာမျိုးတွေကိုတကယ်နာစဉ်းစားရမှာပေါ့ကွာအဲ့ဒီစာပေတွေကိုမကောင်းဘူးလို့ဆိုလိုတာမဟုတ်ပါဘူးအေးရှင်းပါပြီကွာသုတစာပေမှာတော့တို့ဆွေးနွေးခဲ့ကြသလိုအတိတ်ပဲတူတဲ့စကားတွေအတိတ်ပဲချင်းဆက်ဆက်နေတဲ့စကားတွေကိုတွဲသုံးနေကြပဲဆိုပြီးအထူးတွေမစင်စားပဲအတွဲလိုက်သုံးတာတို့အတိတ်ပဲပိုထူးမလာပဲတိုင်းဝိုင်းရေးတာတို့လိုအပ်တဲ့အသေးစိတ်တွေထည့်တာတို့ကြောင့်လူရင်းမရောက်တာတော့အမှန်ပဲကွာအေးအတိတ်ပဲတူစကားတွေဆက်ဆက်တဲ့စကားတွေတွဲသုံးတာနဲ့စကားတွေဆန့်ထွက်လာရောလေဥပမာကွာပါဠိစကားလုံးတွေနဲ့အတိတ်ပဲတူမြန်မာစကားလုံးတွေတွဲသုံးတာရှေ့စာပေတွေမှာတွေးနေကြပဲလေချမ်းသာဒုက္ခဆင်းရဲဒုက္ခအလှူဒါနအပိုင်းကဏ္ဍကောင်းမှုကုသိုလ်ဆိုတာမျိုးတွေလေဟုတ်တယ်နော်ပါဠိမဟုတ်လေကြပြသုံးစာသုံးတွေတွဲသုံးတာတွေရှိတာပေါ့တောလို့တလုံးနဲ့မသုံးပဲတောဆုံမြိုင်ကနိုင်အတွင်းမှာဆိုတာမျိုးတွေရှေးလို့တလုံးနဲ့မသုံးပဲလက်မော်မစွာရှေးအစားကားလို့သုံးတာမျိုးတွေလေဟုတ်တာပေါ့ပြောရင်းနဲ့သတိရလာတယ်တို့ငယ်ငယ်ကအိမ်နီးချင်းအတော်ကြီးတယောက်ဆိုရင်သူသားအကြောင်းပြောတိုင်းကျမရဲ့ဧကပုဒ္ဒတူးတဲ့သောသားကလေးလို့ပြောလို့ရှိရဲကွာတို့ဆရာကြီးတယောက်ဆိုရင်လေအဲ့ဒီအခါကာလတမယာလို့လည်းအမြဲပြောလို့ရှိတယ်ဆရာကြီးစကားဆတာနဲ့အဲ့ဒီစကားတွေပါတော့မယ်ဆိုတာသိကြနေရလေအဲ့လိုအဓိပ္ပာယ်တူစကားတွေကိုစကားပရိယေလို့ခေါ်တယ်မဟုတ်လားစကားပရိရဲ့အမျိုးမျိုးကိုကြွယ်ကြွယ်ဝဝသုံးနိုင်တာဟာလဲဂုဏ်တစ်ခုပါပဲရှေးစာပေအဖွဲ့နွယ်တွေမှာအဲ့ဒီစကားပရိရဲ့တွေအများကြီးပါတာပေါ့အခုခေတ်နဲ့တော့တိတ်မကိုက်တော့ဘူးလို့ဆိုရမှာပေါ့ဆရာကြီးဒေါက်တာမောင်ဖြူရေးတာတခုသတိရတယ်ဆရာကြီးကဘလို့ရေးလို့လဲဆရာကြီးကအခုခေတ်နဲ့ရှေးခေတ်ကိုနှိုင်းယှဉ်ပြတယ်ဒီခေတ်ဟာလေရင်ခေတ်ဒုံးပြန်ခေတ်တဲ့ခေတ်မြန်တဲ့ဆရာကြီးတက်ရှိထင်ရှားရှိတုန်းကတို့နိုင်ငံမှာ IT မထွန်းကားသေးလို့နှုတ်မို့ဆိုရင် IT ခေတ်ကွန်ပျူတာခေတ်လို့သုံးမယ်ထင်တယ်ဆက်ပြောပါအောင်ရှေးခေတ်တွေကတော့ခေတ်နေတဲ့လှဲခေတ်လှေခေတ်တဲ့ခုခေတ်ကခေတ်မြန်ဖြစ်လို့ပြောချင်ရေးချင်တာတွေကိုရှင်းရှင်းလင်းလင်းတူတူတုတ်တုတ်ရေးရမယ်တဲ့။ဘာကြောင့်လဲဆိုတော့စာပေကိုအပြေးအလွှာရေးကြဖတ်ကြရလို့တဲ့။ရှေ့ခေတ်တုန်းကတော့စာပေကိုဇိမ်နဲ့ရေးပြီးဇိမ်နဲ့ဖတ်ကြတယ်တဲ့။စိတ်ကူးကောင်းမှုထက်စကားလှဖို့နားတာဖို့အရေးပေးကြတယ်တဲ့။စကားပြေကိုဝေဝေဆာဆာရေးကြတယ်တဲ့။ဆရာကြီးကအဲ့လိုနှိုင်းယှဉ်ပြပြီးအဆုံးမှာထိထိမိမိပိတ်လိုက်တယ်ဘလို့ပါလဲ။ထိုခေတ်တို့ကုန်ပြီတဲ့မှတ်သားစရာပဲနော်အဲ့လိုဝေဝေဆဆာရေးတဲ့စာမျိုးဟာရှေ့ခေတ်တွေတုန်းကစီလျော်ပေမဲ့အခုခေတ်မှာတော့မစီလျော်တော့ဘူးခေတ်ကုန်သွားပြီလို့ဆရာကြီးဒေါက်တာမောင်ဖြူးကပြက်ပြက်တသားဆိုလိုက်တာပဲလေအရင်ခေတ်တွေတုန်းကတော့ခုခေတ်လိုစားတုတ်သွားတုတ်မဟုတ်ဘူးလေအေးစစ်စစ်သွားလာလှုပ်ရှားတဲ့ခေတ်မဟုတ်လားသတိရလို့ပြောရအောင်ပဲမန္တလေးခေတ်မင်းတို့မင်းလက်ထက်ကထုတ်တဲ့ရတနာပုံနေပြီးတော့သတင်းစာမှာအက်ဒီတာလုပ်တဲ့ဆရာကြီးဖိုးဝစီယာကသတင်းတွေကိုကာယံနဘေတွေနဲ့ဖွဲ့ဖွဲ့နွယ်နွယ်ရေးတယ်အဲ့ဒီအရေးအသားကိုစာဖတ်သူတွေကတိတ်စိတ်ဝင်စားတယ်တဲ့ငါကြက်ထားတဲ့သတင်းတစ်ပုဒ်ကိုမှတ်မိနေတယ်ဘာသတင်းမှလဲမိဘသဘောမတူတဲ့ချစ်သူနှစ်ယောက်စိတ်စားပြီးတည်တဲ့သတင်းလေးမောင်ပြန့်နဲ့မဲတင်စိတ်စားသတင်းနဲ့ဟုတ်လားမင်းကြက်ထားတာလေးနည်းနည်းဆိုပြပါလားအဲ့ဒီမောင်ပြန့်နဲ့မဲတင်ကမိဘသဘောမတူလို့စိတ်စားပြီးတည်တဲ့အကြောင်းကိုဖိုးဝစီယာကငကူဖြော်ရင်းစိန်သေးမင်းကိုအိမ်နေရင်းမှောင်မှာနှစ်ယောက်ဆင့်စားသောကြောင့်ဥရားလေပင့်ငွေစလက်တာရေပြက်ခါကိုနေဟက်လာတင့်တကဲ့သို့တကျင့်ထိုးသွဲနာ၍ကိုးကွယ်ရမရမငြိမ်တလက်ချမ်း
တသိန်းနွမ်းအောင်စိန်အစွမ်းပြတော်မှစသည်ဖြင့်ပေါ့ကွာနားထောင်လို့တော့တော်တော်ကောင်းနေဟိအေးဝတ္ထုတစ်ပုဒ်လို့ဖွဲ့ဖွဲ့နဲ့နဲ့ရေးထားတာစာဖတ်ပရိသတ်ကလည်းမောင်ပြန့်တဲ့မယ်တင်ကိုတိတ်တနာသွားတာပေါ့ကွာတော်တော်ရှိရှိရေးထားတာမို့စာမျက်နှာတော်တော်ယူလိုက်ရတာပေါ့ခုခေတ်သတင်းစာဆိုရင်တော့အဲ့ဒီအရေးသားမျိုးနဲ့မကိုက်တော်ဘူးပေါ့ကွာအေးခေတ်နဲ့အညီဆိုတဲ့စကားကိုပို့ပြီးသဘောပေါက်စရာပေါ့ဆရာမောင်ထင်ကရေးဘူးတယ်စကားတစ်လုံးနဲ့အတိတ်ပဲအတိအကျရနိုင်လျက်နဲ့စကားအစာကျဲရတဲ့အကြောင်းနှစ်မျိုးရှိရဲ့တဲ့ဘယ်အကြောင်းတွေလဲဝေါဟာရကိုမနိုင်လို့လည်းဖြစ်နိုင်တယ်တဲ့နိုင်လွန်းလို့လည်းဖြစ်နိုင်တယ်ကွာဘလို့မင်းပြောတာကငါသိမရှင်းဘူးအေးဆရာမောင်ထင်ကရှင်းပြထားတယ်ဝေါဟာရမနိုင်တဲ့အခါတလုံးနဲ့အတိတ်ပဲမပြည့်စုံမှဆိုတဲ့အတွက်နီးစက်တဲ့ဝေါဟာရတွေစုပုံရေးလိုက်တာမျိုးပေါ့ကွာတတိမရှိတဲ့သူကလူစုလူဝေးနဲ့တွားတာမျိုးလို့ဆရာကဥပမာပေးတယ်လူစုလူဝေးတဲ့ကခေါင်းဆောင်ဘသူမှမသိတယ်လို့စုပြုံသုံးထားတဲ့ဝေါဟာရတွေထဲမှာဘယ်ဝေါဟာရဟာအဓိကလဲဆိုတာစာဖတ်သူသိနိုင်မှာမဟုတ်ဘူးတဲ့အေးဒုငယ်ငယ်ကခဲလုံးတွေအများကြီးလက်နဲ့ဆုပ်ပြီးထိကျင်တဲ့ခဲလုံးနဲ့ထိဆိုပြီးပြစ်တာမျိုးပေါ့ကွာဝေါဟာရနိုင်လွန်းသူကြတော့ဝေါဟာရတစ်လုံးရတာနဲ့အဲ့ဒီဝေါဟာရနဲ့ဆွေမျိုးတော်တဲ့ဝေါဟာရအားလုံးကိုပါတတိယပြီးစုပြုံသုံးတာမျိုးပေါ့ကွာဆရာကအဲ့လိုတစ်ဆွေလုံးတစ်မျိုးလုံးခေါ်ပြီးဝေါဟာရအင်အားပြတာဟာနောက်လိုက်အင်အားအများကြီးရှိတာကိုပြကျင်တဲ့ကာလာသာခေါင်းရဲ့အင်အားပြနည်းပဲလို့ဆရာကဥပမာပေးတယ်အဲ့မှာလဲဝေါဟာရအများကြီးတွေကဘယ်ဝေါဟာရကိုအမှန်ယူရမယ်ဆိုတာစာဖတ်သူသိနိုင်မှာမဟုတ်ဘူးတဲ့ကောင်းလိုက်တဲ့ဥပမာတွေကွာဆရာမောင်ထင်ကလယ်ရီပဏိတဆရာကြီးဦးမောင်ကြီးရဲ့အဆိုမိတ်တစ်ခုကိုပြောပြတယ်ဆရာကြီးဦးမောင်ကြီးကသူစာရေးတော့မယ်ဆိုရင်ဝေါဟာရတွေကဦးနှောက်ထဲကိုစုပြုံတိုးဝင်လာပြီးသူ့ကိုအရင်သုံးပါငါ့ကိုအရင်သုံးပါလို့ပြောနေတယ်လို့ပဲအလူရဲ့အသုံးတော်ခံခြင်းတဲ့သဘောကိုပြကြတယ်တဲ့အဲ့ခါမှာဆရာကြီးဟာမဆိုင်တဲ့ဝေါဟာရတွေကိုရိုက်ချရတယ်တဲ့ဆရာကြီးကအဲ့လိုမိတ်ဆိုကြောင်းဆရာမောင်ထင်ကပြောပြတာပါအေးဒီတော့ဆရာကြီးရဲ့အဆိုအမိန်တိုင်းဒိုကောင်းနဲ့ပေါ်လာတဲ့စကလုံးတွေကမဆိုင်တဲ့စကလုံးတွေကိုရိုက်ချပြီးဆိုင်တဲ့စကလုံးတွေပဲရွေးသုံးနိုင်မှခင်းတဲ့အညီလူရင်းတို့ရှင်ဖြစ်မယ်လို့မှတ်ထားလိုက်ကြစို့တငယ်ချင်းနားဆင်ပေးခဲ့ကြသူများအားလုံးကိုဂန့်ကော်ကအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။